仕上げる。ပြီးဆုံးသည်。仕上げる。ပြီးဆုံးသည်。仕上げる。ပြီးဆုံးသည်。頼む。တောင်းဆိုသည်。頼む。တောင်းဆိုသည်。頼む。တောင်းဆိုသည်。頼る。မိခိုအားကိုးသည်。頼る。မိခိုအားကိုးသည်。頼る。မိခိုအားကိုးသည်。仕方。နီလန်း。仕方。နီလန်း。仕方。နီလန်း。助かる。အကူအညီဖြစ်စေသည်。助かる。အကူအညီဖြစ်စေသည်。助かる。အကူအညီဖြစ်စေသည်。例文。ဟိုလေနည်းနည်းတောင်းဆိုမလို့အဆင်ပြေလား。ちょっと頼んでいい。ちょっと頼んでいい。ဘလို့ဖြစ်လို့လဲ。どうしたの？どうしたの？တကယ်ကမနှက်ဖြန်နောက်ဆုံး report ပြီးမှရမှာမို့လို့နည်းနည်းကူညီပေးနိုင်မလား。実は、明日までにレポートを仕上げなきゃいけないんだけど、ちょっと手伝ってくれないかな。実は、明日までにレポートを仕上げなきゃいけないんだけど、ちょっと手伝ってくれないかな。နည်းနည်းတော့ကူညီနိုင်တယ်။ဒါပေမဲ့ငါ့ကိုမိခိုအားကွန်းလွန်းတာကသိပ်ပြီးမကောင်းဘူး。少しだけなら手伝えるよ。でも、頼るのはあまり良くないかもしれないよ。少しだけなら手伝えるよ。でも、頼るのはあまり良くないかもしれないよ。ဟုတ်တယ်နော်။ဒါပေမဲ့ဘလို့ဖြစ်ဖြစ်တောင်းဆိုရမှာပဲ။そうだね。でも、どうしても頼んでしまったんだ。そうだね。でも、どうしても頼んでしまったんだ。ကောင်းပြီရွေးချယ်စရာမှမရှိတာ。まあ、仕方ないね。まあ、仕方ないね。တကယ်ကိုကျေးဇူးတင်ပါတယ်။တကယ်အကူအညီဖြစ်တယ်。本当にありがとう。助かるよ。本当にありがとう。助かるよ。